သုံးခံပြီးဝေလာငါကြီးလည်းအသုံးခံပြီးကောင်းကင်ဘုံရှင်ထာဝရဘုရားအသုံးတော်ခံခဲ့ပြီးကြည်အာနဲ့မြဲအသုံးခံပြီးဝေလာငါကြီးလည်းအသုံးခံပြီးကောင်းကင်ဘုံရှင်ထာဝရဘုရားအသုံးတော်ခံခဲ့ပြီးတစားပလာများအသုံးခံတစားများကောင်းကင်ဘုံဝင်ခွင့်မရှိမြေကြီးပေါ်မှာဘုံတော်ထင်ရှားဖို့ခဏဖြုတ်စေကံများတရားဟောလို့အသုံးခံပြီးနတ်ဆိုနေထုတ်လို့အသုံးခံပြီးကြောင်းလဲကုန်ပြီးလူတွေများအသုံးတော်ခံခဲ့ပြီးတရားဟောလို့အသုံးခံပြီးနတ်ဆိုနေထုတ်လို့အသုံးခံပြီးကြောင်းလဲကုန်ပြီးလူတွေများအသုံးတော်ခံခဲ့ပြီးတစားပလာများအသုံးခံတစားများသင်တို့ကငါအလင်းမသိမြေကြီးပေါ်မှာကျင့်ကြံအမှားတို့ခဏတဖြုတ်စေကံများဘောလူတီလာအသုံးခံပြီးပေတရုကြီးလည်းအသုံးခံပြီးကောင်းကင်ဘုံရှင်ထာဝရဘုရားအသုံးတော်ခံခဲ့ပြီးဘောလူတီလာအသုံးခံပြီးပေတရုကြီးလည်းအသုံးခံပြီးကောင်းကင်ဘုံရှင်ထာဝရဘုရားအသုံးတော်ခံခဲ့ပြီးတန်ရှင်သူများဝန်ခံခင်လို့တိုင်းကောင်းကင်ဘုံဝင်ကြပြီးမြေကြီးပေါ်မှာတသက်ထင်ရှားလို့ထာဝရအတွက်ဖရာသားများကြည်အာနမြဲအသုံးခံပြီးဝေလာငါကြီးလည်းအသုံးခံပြီးကောင်းကင်ဘုံရှင်ထာဝရဘုရားအသုံးတော်ခံခဲ့ပြီးကြည်အာနမြဲအသုံးခံပြီးဝေလာငါကြီးလည်းအသုံးခံပြီးကောင်းကင်ဘုံရှင်ထာဝရဘုရားအသုံးတော်ခံခဲ့ပြီးတစားပလာများအသုံးခံတစားများကောင်းကင်ဘုံဝင်ခွင့်မရှိမြေကြီးပေါ်မှာဘုံတော်ထင်ရှားဖို့ခဏတဖြုတ်စေကံများတရားဟောလို့အသုံးခံပြီးနတ်ဆိုနေထုတ်လို့အသုံးခံပြီးတောင်းလဲကုန်ပြီးလူတွေများအသုံးတော်ခံခဲ့ပြီးတရားဟောလို့အသုံးခံပြီးနတ်ဆိုနေထုတ်လို့အသုံးခံပြီးတောင်းလဲကုန်ပြီးလူတွေများအသုံးတော်ခံခဲ့ပြီးတစားပလာများအသုံးခံတစားများသင်တို့ကငါလင်းမသိMajesty, worship His majesty. Unto Jesus be all glory, power, and praise. Majesty, kingdom, authority, flows from His throne unto His throne. His anthem Tonight, Lord Jesus, we set aside the balance of this evening to focus upon your kingship and your lordship. Yes, Lord, we acknowledge you as the sacrifice, the great sacrificial lamb. We thank you, Lord God, for the blood that you shed for us. We thank you, O Lord God, for the great mercies and blessings that you showered upon our lives. But tonight, Lord, we want to see you not as a lamb, but we want to worship you as that Lion of Judah, the King above all kings. Thank you. Thank you for your presence. We bow before you. We acknowledge you
We honor you as King of Kings and Lord of Lords. So exalt, lift up on high the name of Jesus. Magnify, glorify Christ Jesus the majesty, worship His majesty. Jesus who died is now glorified, King of all kings. Jesus who died is now glorified. Jesus who died now glorified. Jesus who died now glorified, King of allတို့သားမိတွေဈေးဝယ်ထွက်လာတာစုံတလောက်တော့ရှိသွားပြီဟေးအိမ်အတွက်တော့တနေရာပဲသွားဖို့ကြံတော့တယ်ကွဘယ်နေရာလဲမေရဲ့ဘယ်သွားဖို့လဲမေ့နေပြီလားဒီနေ့သမီးကိုလေ Horizon မှာ speaking class လေ3လပြည့်သင်တန်းရှိတယ်ကွဒီနေ့သင်တန်းပေးတာသူတို့ရဲ့စည်ရင်သွင်းခိုင်းတာနောက်ဆုံးပဲကွအဲ့ဒါမိအောင်သွားရမယ်အဲ့ဒီကိုသွားကြစို့နော်အမေသမီးပြောပါဦးမယ်ဒီနေ့သင်သေးလေလူမျိုးမျိုးစုတောင်းရ22လဖြားချောင်းသွားရအောင်မမေရဲ့အဲ့ဒါသွားလို့ဖြစ်ဘူးဖြားချောင်းကိုရင်သွားရအောင်မပြီးမှသွားမယ်လေမေဩဖယားရှိခိုးเจ้าများတနင်္ဂနွေနေ့မနေ့ပြန်ကြရတယ်သွားအောင်မှာပဲဥစားကိုဒီတရက်လေးပြက်လို့ဖယားသခင်ကသိပါတယ်ကွယ်သင်နဲ့မအရင်သွားကြဆိုသင်နဲ့ဒီနေ့မှမသွားလို့ရှင်လေဟောသူများတွေကအရင်ဥပမာစင်းရင်သွင်းသွားမှာတဲ့စင်းရင်ပေးထားတာတော့မှဒီနေ့နောက်ဆုံးနဲ့အဲ့ဒါပတ်စံချိန်ပြီးသွားသွင်းရမှာလာအဲ့ဒီပဲသွားကြဆိုသမီးပြောပါအောင်မယ်သမီးကလေလေးပြောဦးမှာဒီကလေးကပဲကျန်းစာယူလာတာအမေရဲ့အဲ့ဒီသွားဖို့ယူမလာဘူးအဲ့တော့ဖျားเจ้าကိုအမေနဲ့တူတူသမီးအရင်သွားရမှာနော်အမေနော်အမေရဲ့ဝိညာဉ်အတွက်သမီးကစိုးရိမ်လို့ပြောတာပါအမေရဲ့သွားရအောင်ပါဖျားเจ้าကိုပဲနော်အမေကလည်းလေသမီးနဲ့လိုက်လို့လည်းမရသေးဘူးအမေကဒီနေ့အယောင်းဝယ်ကိစ္စတစ်ခုချိန်ထားသေးတယ်နော်ငွေရှာရအောင်မှာတပတ်မှလေတရက်တနင်္ဂနွေနေ့တရက်ဖျားเจ้าတင်တော်ပြီပို့ကွယ်နောက်ပါတယ်ဖျားသခင်ကသိပါတယ်သူ့သားသမီးတွေကို6ရက်တောင်အလုပ်လုပ်ခွင့်ပေးထားတာအဲ့ဒါအလုပ်လုပ်ဦးမှာပေါ့မမေသမီးကိုလေမမေပဲငငယ်တုန်းကပြောလေ Sunday School တွေအမြဲလို့ပြောလေဘာနိုင်ငံတော်နဲ့ဖြောင်းမှန်ခြင်းဦးစားပေးရှာဆိုနောက်မှဖျားခင်ကျန်တဲ့ဟောက်ပေးမယ်ဆိုမမေကလည်းဩ Sunday School ကလေသမီးကိုနှုတ်ကပတ်တော်နဲ့ပတ်သက်ရင်မမေကဘာမှမသိဘူးမမေကစီးပွားရေးအကြောင်းပဲသိတာအဲ့တော့အဲ့ဒီဆရာမတွေ Sunday School ဆရာမတွေသမီးကိုသင်ပေးမှဖြစ်မှာပေါ့ကွယ်ဒါကြောင့်ဖျားเจ้าကိုလွတ်ထားတာ Sunday School ဆိုတာအခုသမီးကကြီးပြီနော်တိုးတက်ဖို့ကြီးပွားဖို့အရေးကြီးတယ်နော်မမေတို့မိဘတွေတာဝန်ဆိုတာလဲလေကိုသားသမီးကိုတဲ့နော်သူ့လမ်းကြောင်းပေါ်မှာသူ့ခြေထောက်ပေါ်မှာသူရှောင်းနိုင်အောင်လမ်းပြပေးရမှာအဲ့ဒါတွန်းတင်ရမှာမမေတာဝန်ပဲအဲ့ဒါကြောင့်မလို့သမီးကိုတိုးတက်ဖို့ကြီးပွားဖို့အရေးကြီးတယ်အဲ့ဒီကိုပဲလွတ်မယ်မလိုက်ဘူးမမေမလိုက်ဘူးသမီးဖျားเจ้าပဲသွားမယ်မမေကိုလည်းခေါ်မယ်ဖျားเจ้าနော်သမီးကလည်းပြောတာခက်လိုက်တာကြည့်စမ်းဒီမှာကြည့်စမ်းနားထောင်စမ်းသမီးကိုလေမမေကတငယ်ချင်းနေနဲ့အတူတူဟောရုပ်ရှင်ပဲသွားကြည့်မလားခွင့်ပြုတယ်ယောက်ျားလေးတငယ်ချင်းနေနဲ့အတူလေနိုင်ကလန်ပဲသွားတက်အောင်မလား
Emily, Anna, my Louis and Sana, Anna Jamali, Nasan night, you better my Mamma Quimbu. No? Yamabi and Nango, a little agent in a hot Talala Key Twamla. Yare, Quimbule, a Payaz Depot, Miela be my bonnet, Miabu. Imagine Mata. Dinea Sabino, Malim, you might just go down in my Yaji. I mean, Nasan and Lu Musuda and Alway, Janepia, Janepia. Any other type machine. Now we know a cool dinner, maybe your season I may, then I met one. Now, Tommy. Maybe the me buy you, maybe you're not then I may buy out, watch out, buy out, Mammy. Bala. Dabeniale, Mamiro Bayani. Congan should be late, maybe the me a young Chenania, Diniale. Congan should be with me. Oh, there. Oh, the Gago 2011, no? The Mina will be a Congan won't be me. What does I hear? One does I? Oh, my young. A Congan the man may lay a me. The Miguel, Name at the Sazons in my palam, don't meet you me. Meet you only, me. The meeting may like me, not me, not the me, young Chenilla, me, and not me. Con nghe được mà mẹ, ta sẽ sao sao nữa mà đi, tôi biết là mẹ đi bà là chị mới bảo. Ha, mẹ tôi biết bà này để cho gì anh mẹ, tôi biết em nhiều lắm mẹ, tôi biết đã bà mà mẹ, tôi biết em nhiều lắm chị bảo, tôi biết cho gì anh là tôi biết bà. Hallelujah, 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 hallelujah. Piao yung ji down, Piao ni mama look at Abe. I may fit at Jamale. The gang is with young Mati Jabari. Jamana, the sins of the Mana Palandi, Nijiuma. Oh, gang in the Mame. Jamana me, Maconsama, Jamana me, the sins of Nema Baba the Ashe. Dugo, Sheikh, Paul Azan, Bakuma Chagnidare, Dinji Nalo, Richard Hare, Ayelame, Dadmi Rigo, Yakinzi, Mapo, Korea, Japan, Yoria, America, Dotayame, Chiwayame, ha 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 ha. Then you jaggle, they by Sansha, by Sansha. Hey, then low Lurija, Ayema, Ayedari, Dotem, Yapia Lavi. Dugo, Chiwala, Aye Ure, Sora Mamia Te, Sibubune, Joy San. Ha 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 ha. Ha 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 ha.
မင်းတို့လူသားတွေကိုဘုံစီးစိမ်တွေပြပြီးငရဲကိုငါခေါ်မယ်ငါခေါ်မယ်ဟာ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  နာမည်စထက်လိမ်ပါကျွန်တော်ကတော့မာစတာ3ခုတောင်ရထားတယ်ဒီမှာကြည့်ရိတ်ခါတော်ရဆရာကြီးတစ်ပါးပဲသိတယ်နော်ဒီမာစတာကမာစတာတော့မန္တလေးဘီယာမာစတာတော့မြန်မာရန်ဒါသိလားမာစတာတော့မေမျိုးဝကျွန်တော်ဖျားသခင်အမှုတော်ဆောင်နေတာတော်တော်ကြာပြီရမ်းအောင်မြင်တယ်အခုလဲလှုပ်လက်ဆက်လုပ်ငန်းတွေအများကြီးရှိတယ်ကျွန်တော်တပည့်လေးကိုခိုင်းထားတယ်တပည့်လေးလှုပ်တာအစင်မပြေရလားတခြားတော့ပြောပါမယ်ဟေးဒူးဒူးဟုတ်ကဲ့ငါလှုပ်ခိုင်းတာအစင်ပြေလားဟုတ်ပြေရဆရာအေးအဲ့ဒါအရန်ရေးကြီးရနော်ဟုတ်ကဲ့အေးအဲ့ဒီအောင်ဆန်းကွင်းကဘောလုံးပွဲပြီးလို့ထွက်သွားတဲ့ပရိသတ်တွေကိုအမိရရိုက်ထားတဲ့ပုံမျိုးရှိတယ်နော်ဟုတ်ပြီအဲ့ဒီပုံနဲ့ငါတရားဟောနေတဲ့ပုံရှိတယ်နော်ရှိအေးအဲ့ဒီပုံနှစ်ပုံကိုမင်းဖြတ်ညက်ကတ်သေးချာအပီကျင်လို့ဟုတ်ပြီလားသဘောတော့ကွာငါလာဟာပြန်တရားဟောပွဲမှာငါပေးသက်3000ချီပြီးတော့ငါတရားဟောနေတယ်ပေါ့ဟုတ်ပြီနော်သိကြပါအေးမင်းငါယုံတယ်ဘာလဲဆိုရင်အခုအမေရိကမှာကမ္ဘာအေဝံဂေလိအသင်းတော်များကောင်စီအစည်းအဝေးဓမ္မညီလာခံအဲ့ဒီမှာငါအဲ့ဒီပုံကိုပို့ပြီးတော့အလူငွေတောင်းဖို့စီစဉ်ရှိတယ်ဟုတ်ပြီနော်ဟုတ်တယ်အေးငါမင်းကိုယုံတယ်မင်းအပြီးမဆက်လို့ဟုတ်ပြီနော်ဟုတ်ဆက်ရှော့โอเคဘာပဲပြောဖျားသခင်ရန်ကောင်းမြတ်တယ်ဟာဂရုဘာသာနေလဲဟာနတ်ဆိုးပဲယေရှုနာမနဲ့နတ်ဆိုးဆလောဆောလာဘာဖြစ်တာဒါနတ်ဆိုးဝင်တဲ့လက္ခဏာပဲနော်နတ်ဆိုးဝင်တဲ့လက္ခဏာဒါနတ်ဆိုးထွက်သွားပြီကဲသူ့ကိုထူလိုက်ကြသူ့ကိုထူလိုက်ကြဖြည်းဖြည်းဟာကဲနတ်ဆိုးဝင်နာမည်ပြောပါဦးနာမည် Freddy အေးကို Freddy ဒါနတ်ဆိုးဝင်တဲ့လက္ခဏာပဲဒီနတ်ဆိုးကိုယေရှုနာမတပါအခြားဘယ်နာမမှပျောက်ကင်းလုပ်လို့မရဘူးနော်ယေရှုနာမကိုတော့နတ်ဆိုးကကြောက်တယ်အေးဒါဘုရားသခင်ရဲ့ကျေးဇူးတော်ပဲအေးဟုတ်ပြီဝမ်းသာတယ်အေးဒါဆိုဘုရားဟိုကျေးဇူးတင်တယ်ဆရာကိုအလူငွေပေးခြင်းတယ်ဆရာဘာလဲဘုရားသခင်ကိုကျေးဇူးတင်တဲ့အနေနဲ့အလူငွေပေးခြင်းတယ်ဆရာကိုကျေးဇူးတင်တယ်မလို့ဘုရားသခင်ကိုကျေးဇူးတင်ရမယ်နော်အလူငွေတွေပါလေအရေးမကြီးဘူးနော်လူငွေတွေပါအရေးမကြီးဘူးဒါမဲ့ပေးရင်တော့လည်းယူရတာပေါ့နော်လူငွေရဲ့တိတ်အရေးမကြီးဘူးနော်ဒါဘုရားတတ်နိုင်တာဘုရားသခင်လုံးလို့ပြောက်တာဟုတ်တယ်နော်ဟေးဘုရားဟုတ်ပဲယုံကြည်နော်ဟေးဟုတ်ပြီဒါဆရာပြောပြမယ်အခုဆရာအသင်းတော်မှာနော်ဒီပါမဲ့ကူညီရေးအစီအစဉ်ဆရာလှုပ်ထားတာအကြီးအကျယ်ရှိတယ်ဟုတ်ကဲ့အေးဘာပဲပြောအဲ့ဒီအတွက်တော့အလူငွေပါဝင်စေခြင်းတယ်နော်ဟဲ့ဒါဆိုရင်ကျွန်တော်လည်းလှုပ်ခဲ့မယ်လေမိဘမဲ့ကလေးတွေနဲ့မုတ်ဆိုးမတွေကူညီဖို့မုတ်ဆိုးမတွေမကူညီနဲ့မုတ်ဆိုးမတွေကူညီတာဆရာလုံးဝမလုပ်ဘူးနော်ဆရာမမိဘမဲ့ကူညီပဲဆရာလုပ်တယ်ဟဲ့အဲ့ဒီအတွက်တော့အလူငွေပေးဟုတ်ကဲ့နော်အလူငွေပေးဘာဖြစ်လဲဆိုဒီမှာဘုရားသခင်အများကြီးအသုံးပြုပြီးအများကြီးကောင်းကြီးပေးနေတယ်ဟာဒါဘယ်လောက်လဲဆရာ300ဟုတ်ဆရာဟာ Praise the Lord ဘုရားသခင်ရန်ကောင်းမြတ်တယ်အေးဘုရားသခင်ဒီထက်မကကောင်းကြီးပေးပါစေဟုတ်ဆရာနော်အေးဆရာရန်ဝမ်းသာတယ်ဟုတ်ဆရာတော်မယ်ဟုတ်ပြီကောင်းပြီ Praise the Lord ဘုရားရှင်ကောင်းမြတ်တယ်ဘုရားသခင်ဒီထက်မက
ဒီထက်မကောက်ကိုဖျားအလုံးလုံးနေတယ်ဖျားကောင်းကြီးပေးဦးမှာဟေးဘာလဲဝင်နေဆရာနိုင်ငံခြားဆန်ဟာဘာလီမေးလဲအမေရိကဒေါ်လာသိန်းနေဟာ brace ဘာလဲအလူငွေနေဆရာဟာအလူငွေလွှဲတာဟာ praise the lord ဟာတသိန်းတော့မှာဟာ praise the lord ဘုရားခင်ကောင်းမြတ်တယ်ဝမ်းသာတယ်ဘာပဲပြောမိန်းမစီတော့ဖုန်းဆက်အကြောင်းကြားလိုက်ပါမယ်အေးမိန်းမလားအေးဟုတ်တယ်အကိုအေးဟုတ်တယ်အော်တာကြီးလားတာကြီးကြောင်းထားဖို့လားအော်မပူနဲ့အေးဟုတ်တယ်တာကြီးကိုအင်္ဂလန်မှာ Cambridge မှာထားမယ်လေအေးဘာလို့တာကြီးကညံကောင်းတယ်ဒီကောင်အေးဟုတ်တယ်ဒါမဲ့သူ့တော့တေချာမားမယ်နော်ဟိုမှာသူအင်္ဂလန်သူတွေနဲ့ဗာပြောအိမ်အောင်ရသားလေးကြသွားပေါ့နော်အခြေကျသွားရင်မိမနဲ့ကိုနဲ့လိုက်သွားလို့ရတယ်လေဟုတ်မလားအေးဒါတော့သူ့တေချာမားမယ်အော်သမီးလားအော်သမီးကတော့သမီးမိန်းကလေးပဲလေဟိုစင်ကာပူဆိုတော့ပေါ့ပိုလီတက်ကတစ်မှာပဲထားမယ်လေနော်အေးသမီးလည်းမှားတရားရှိတယ်အဲ့ဒါသမီးလည်းတေချာမှားမယ်သူ့ကိုအာရှသားတွေပိုင်းနဲ့တော့အိမ်အောင်ကြားဖို့တော့စိတ်မကူးနဲ့လို့မှားမယ်နော်အေးဟုတ်ပြီအော်မိမရဲ့ကားလားအော်ကားကလည်းမိမရဲ့ဖခင်တလောက်ကောင်းမြတ်နေတာဖခင်တခင်ကျွေးတယ်ဖခင်တခင်ပို့ဆောင်တယ်ဖခင်တခင်ဒီတက်မကပေးအောင်ပါအေးဟုတ်တယ်မှားထားပြီးသား staff မှားထားပြီးသားဟုတ်တယ်အေးဘာဒါ1000ဆုံးဖုံးဆက်ပေးတာနော်ဒီမှာဖျားရှင်ပို့ဆောင်နေတယ်ရောက်မှပြောပြမယ်နော်အဲ့ဒါပဲနော်ဒီမှာနည်းနည်းအလုပ်တွေရှိလို့ဟုတ်ပြီနော် Thank you Jesus ဟာဒူဒါဘာလို့နော်လဲဟာခါကုန်းဒါခါကုန်းနေရလားဟုတ်တယ်ဆရာဟုတ်ပြီဘယ်လောက်ကြာပြီလဲ10နှစ်ကျော်ပါဆရာဟာဒီလောက်ကြာမှလာရသလားဒီလောက်တောင်ကြာနေပဲဒီနာမည်ဘယ်လိုခေါ်လဲအောင်ကျော်ဆန်းဟုတ်ပြီကိုအောင်ကျော်ဆန်းဒီကိုလာပြီဆိုတော့ဒါဆုတောင်းခံမို့လားဟုတ်တယ်ဆရာpraise the lord ဖျားရှင်ပေးပြောင်းနိုင်တယ်ကဲယေရှုနာမ၌ခါစားတော့အာမင်စမ်းကြည့်စမ်းဖြည်းဖြည်းစဟုတ်ပြီစမ်းကြလက်တွေမြောက်ကြည့်သား praise the lord hallelujah praise the lord 你不要笑你的，别笑，慢慢笑的。大卫里 ，praise the Lord， 哈利路亚，大卫里。ဒါဖျားသခင်ကောင်းမြတ်တဲ့မူအပေါ်မှာမူတည်ပြီးတော့ယုံကြည်ခြင်းအပြင်ပေးပြောက်တာနော်ဟုတ်ပြီလားအေးဝမ်းသာတယ်ဆရာယေရှုတင်တဲ့ကျွန်တော်အလူငွေပေးအောင်ဆရာကိုယေရှုတင်နေကြမလို့ဘူးဖခင်ကိုပဲယေရှုတင်ပါဖခင်ကိုပဲယေရှုတင်အလူငွေတွေအရေးမကြီးဘူးလူငွေတွေအရေးကြီးယေရှုပဲဒါနဲ့ဆရာကျွန်တော်ကဖခင်ကိုယေရှုတင်တာအားမရသေးဘူးဆရာအဲ့တော့ဘာလို့ချင်လဲဆိုတော့ကျွန်တော်နေတဲ့မြို့ကိုပြန်ပြီးမှဖျားချောင်းဆောင်နေတဲ့မြို့ကိုပြန်ဖျားချောင်းဆောင်ဘာလုပ်မှာလဲဆရာဟိုမှာဖျားချောင်းမရှိဘူးလေဆရာဆိုတော့ချင်းကြတော့ဟိုတယ်တိုက်ခန်းတွေငားပြီးမှကျွန်တော်တို့ကဝှက်ပြုတ်ကိုယ်ွယ်နေရတာဆရာလည်းအဲ့ဟိုတယ်တိုက်ခန်းတွေဆိုတာကတန့်ရှင်းတဲ့နေရာမဟုတ်မကောင်းတဲ့နေရာညှဉ်းညူးတဲ့နေရာဆိုတော့ကျွန်တော်အနေနဲ့ဒီဟိုတယ်တိုက်ခန်းတွေတဲ့အလွန်ကြီးမားတဲ့ဖျားချောင်းအကြီးကြီးကိုကျွန်တော်ပြန်ပြီးဆောင်မယ်ဖယားเจ้าနေဘာဒီခေတ်ကြီးတွေမှာစောင့်မနေတော့နဲ့ကိုအောင်ကျော်စံမကြခင်ယေရှုခရစ်တော်ကြွလာရင်ဒါတွေကကြံနေခဲ့မှာယေရှုခရစ်တော်ကြွလာရင်ကြံနေခဲ့မှာဟာအတွက်အချိန်မပေးသားမှာနဲ့အကုန်မခံသားမှာနဲ့ဘာလုပ်မှာလဲဘာဖြစ်ဆရာကျွန်တော်ဖျားเจ้าသက်ဆောင်ပြောရတော့ခတ်တာပဲဗျာခင်ဗျားကလည်းယေရှုဖျားကြွလာဒါကြံနေခဲ့မှာဆိုခင်ဗျားမသိဘူးလားခင်ဗျားကိုကျွန်တော်ပြောမယ်ကျွန်တော်ရဲ့ဧဝံဂေလိတရားဟောပွဲမှာလူတွေအများကြီးပြောင်းလဲနေတယ်နော်လူတွေညာချီထောင်းချီပြောင်းလဲနေတယ်အဲ့ဒီမှာခမရရဲ့ဒီဖျားချောင်းဆောက်မဲ့အလှငွေကိုကျွန်တော်ကိုပေးကျွန်တော်အဲ့ဒီမှာသုံးမယ်အဲ့ဒီမှာပြောင်းလဲလာတဲ့ဝိညာဉ်တွေကခမရအတွက်ဝိညာဉ်ပဲခမရရဲ့ကောင်းကင်တသက်ဖူပဲပြီလားအဲ့ဒီအတွက်ပါဝင်စမ်းပါဗျာဆရာတကယ်ပြောရလားကျွန်တော်ညာရမှာလား
ကျွန်တော်ညာရမှာလားကားတိုင်းကြီးချိတ်ကျွန်တော်ညာနေရမှာလားခင်ဗျာလေမညာဘူးဒါဆိုဆရာကျွန်တော်ဖျားကြောင်းအတွက်ဖျားကြောင်းဆော့ဖို့အတွက်ကျွန်တော်ဆုထားတဲ့ငွေတွေကိုဆရာရဲ့အင်္ဂလိပ်သာသနာအတွက်ကျွန်တော်လူပေးလိုက်ဒါပဲလေတို့အမြင်နဲ့ဖျားခင်စီပါဝင်ရင်ဒီထက်မကကောင်းကြီးရမှာကြောက်ကုန်ပါပြီအလူငွေဒါဘယ်လောက်လဲဆရာအဲ့ဒါတိန်းတစ်ထောင်ဆရာတိန်းတစ်ထောင်ဟုတ်တယ်ကြည်စမ်းဖျားရှင်ကောင်းမြတ်တယ်ဖျားရှင်ကောင်းမြတ်တယ်ဟာကြည်စမ်းဟာကြည်စမ်းဒီခေတ်မှာဖျားရှင်အားကောင်းမြတ်တယ်ကိုအောင်ကျော်ဆန်းကိုဖျားရှင်ဒီထက်မကကောင်းကြီးပေးပါစေဗျာအာမင်ဖျားရှင်ကျေးဇူးပဲဗျာဟုတ်ပြီဟုတ်ပြီခင်ဗျားကိုဖျားရှင်ဒီထက်မကကောင်းကြီးပေးပါစေဟုတ်ကဲ့နော်အေးဆရာဒါဆိုလည်းပြန်လိုက်မယ်နော်ဟုတ်ပြီဗျာဝမ်းသာတယ်ဖြည်းဖြည်းနော်ဟုတ်ကဲ့ဖြည်းဖြည်း Serve the Lord ဟုတ်ပါဘူး Praise the Lord Praise the Lord စာမနေတော့မှားသွားတယ်အရင်ပြောလို့ Praise the Lord Praise the Lord ha thank you Jesus ကားပွဲသားစီတော့ဖုန်းဆက်အောင်ပါပဲစာဖတ်ရပြီ Hallelujah ကားပွဲသားစီဖုန်းဆက်ကိုကြမလားဟေးဆရာပါဆရာဟုတ်ပြီကိုကြမဆရာပြောထားတဲ့ကားဘယ်လိုလဲအဆင်ပြေနော်ဟုတ်ပြီစားနော်ကိုကြမဇုံထုတ်မလို့ခြင်းဘူးနော်သိမောချဟုတ်ပြီနော်ဟုတ်ပြီပတ်စံလားပတ်စံဒီဘုရားကျောင်းမောင်းခဲ့ဆရာ ready ပဲနော်မော်ဒန်မြင့်မစေဟုတ်ပြီနော် okay ဒါဆိုစောင့်နေမယ်နော်ဟုတ်ပြီတခါတော့မိမပါဝမ်းသာတော့မိမစီဖုန်းဆက်ပေးလိုက်အောင်မယ်နော်မိမရေဒီမှာကားရပြီနော်ဒီမှာဒီနေ့ဘုရားသခင်ထူးကောင်းကြီးပေးတယ်ကားရပြီဟုတ်ပြီဒါဝမ်းသာအောင်ကြိုးစားတာခဏလေးလာခဲ့မယ်နော်ဟုတ်ပြီခဏနေရောက်ပြီနော်ဟုတ်ပြီဒါမနော်နော် okay ခဏလေးနော် okay praise the Lord တူမင်းလည်းအလုပ်လုပ်ရတဲ့တနေ့ကုန်ပင်ပန်းတယ်မောတယ်နော်မင်းပြန်တော့ဒါမဲ့ဆရာမင်းကိုမုံမိုးပေးရအောင်မယ်ဒီရှိလာခဲ့ဒီမှာလားမင်းကမုံမိုးပေးရအောင်မယ်မင်းဒေါ်လာပဲယူသွားလိုက်နော်ဆရာမြန်မာငွေမရှိဘူးမင်းဒါအကုန်လုံးတော့ယူသွားကွာနော်ဟုတ်ပြီလားဒါမင်းကြီးတော့သုံးပါကွာနော်ဒါနဲ့တလက်စားရမင်းဒီအလူငွေတွေလည်းဆရာအခန်းထဲထည့်ထားပေးဦးနော်ဟုတ်ပြီဆရာဒီနေ့သွားကြရှိတယ် Hallelujah တူဒါသိတော့ Hallelujah praise the Lord ဘာပဲပြောမိမတော့မျောနေတော့မယ်ဟာရှေ့ပဲဒီလိုကားကိုပြောတာကားဆက်နိုးဒါကောင်းကင်တမန်မင်းနေပဲဟာ
ဒါဆိုငါဒါကောင်းကင်နိုင်ငံတော်ရောက်နေတာပေါ့ဟာကောင်းကင်ရွှေပြည်ဟာဟိုမှာကောင်းကင်တမန်မင်းလက်ထဲမှာလဲစာဆောင်တစ်ခုပါလားအော်သိပြီကျမ်းစာထဲမှာအသက်ရှင်စာဆောင်မှာနာမည်ပါမှကောင်းကင်နိုင်ငံတော်ဝင်ရမယ်ဟာငါနာမည်ပါမှာပဲလေငါမေးကြည့်အောင်ပါပဲပြောကောင်းကင်တမန်မင်းအသက်ရှင်စာဆောင်မှာကျွန်တော်နာမည်ပါလားဗျစထက်လိန်ဟာကောင်းရန်လက်ညှိုးတွေလေထိုးလို့ဟာကိုရောနာမနဲ့ကျွန်တော်နတ်ဆိုးတွေကိုနှင်ထုတ်ခဲ့တာလေကိုရောနာမနဲ့ကျွန်တော်ပြောင်းလဲတဲ့ဝိညာဉ်တွေအများကြီးရှိတယ်ကိုရောလှုပ်ပါအောင်ကိုရောနာမနဲ့ကျွန်တော်ယောဂါတွေပျောက်ခဲ့တယ်လေကိုရောလှုပ်ပါအောင်ကိုရောချင်းလူမိုက်တင့်ကိုငါအလင်းမသိအာဓမပြုတော်သူယခုပင်ငါနာကဖယ်ကြယာကိုရောတနာပါအောင်ကိုရောလှုပ်ပါအောင်ကိုရောသူကိုရှေ့ခေါ်လာစမ်းမိဘမဲ့ကြောင်းတွေဖွင့်နိုင်ငံခြားအလူတွေခံမိဘမဲ့ကလေးတွေဆိုပြီးပြည်တွင်းကလည်းအလူခံတကယ်တမ်းကြတော့မိဘမဲ့ကလေးတွေမဟုတ်ဘူးမိဘရှိတဲ့ကလေးတွေပိုများတယ်မိဘတွေစီကလည်းကြောင်းစိတ်ဆိုပြီးရတယ်အလူရှင်တွေစီကလည်းရတယ်မုတ်ဆိုးမအိမ်တွေတွားရှည်တဲ့ပထနာတွေရွတ်ဆိုပြီးမုတ်ဆိုးမစီကလည်းဓမြတိုက်တယ်စင်းရဲသားကူညီရေးဆိုပြီးစင်းရဲသားစီကတရက်ဘလောက်ပြန်ဆက်ရမယ်ဆိုပြီးငွေတိုးချီးစားတာပါပဲရသမျှဆယ်ဖို့ဖို့အကုန်လူယူငါစားရမနဲ့ထက်တာမင်းကပိုးတော်နေပါလားမင်းကယေရှုနာမသုံးပြီးငါတို့နတ်ဆိုးတွေကိုတော့နင်ထုတ်လိုက်သေးတယ်ဟာရည်ပြတော်ကောင်းတော်ပြီးလိမ္မာပါနဲ့ကောက်ချစ်စင်းလေတဲ့သူပဲမူသားရဲ့အဖစာရန်ကွမူသားရဲ့အဖစာရန်မင်းနာမဲ့စတ်ထလိတ်မင်းအဖေငါပဲမင်းငါနဲ့အတူငရဲတဲ့လိုက်ခဲ့ကိုဧဝံဂေလိအသင်းတော်တွေ့ပြီဆရာတော်ဆိုင်နဲ့ဧဝံဂေလိအသင်းတော်တခုတွေ့တယ်သွားမယ်အဲ့ဒီရောနော်အေးတွေ့မှာပဲကိုလည်းညောင်းလာပြီ6တောက်တယ်အေးသွားမယ်အဲ့ဒါဆိုဆရာတော်ဆိုင်လားဟုတ်ပါတယ်ဆရာတော်ဆိုင်မှာမီးနဲ့မယ်ငယ်နောက်မှာဟောငယ်နောက်ဒါမီးရဲ့ခင်မကိုချစ်ခင်မှာဟုတ်ပါတယ်ကိုချစ်ခင်ဟုတ်ပြီထိုင်ကြပါဒါနဲ့ဆရာစီလာရင်ကိစ္စလေးပြောကြပါဟောဒီလိုပါဆရာအတင်းတော်မှာကျွန်တော်300ပါဝင်ခြင်းလို့လာခဲ့တာပါဆရာ300ပါဝင်ခြင်းနဲ့ဟုတ်ပါတယ်ဆရာ300ပါဝင်ခြင်းနဲ့ဒါနဲ့ကိုချစ်ခင်ကခရစ်ယာန်မဲလားဟုတ်ပါတယ်ဆရာ
ဆရာ तू ကရင်းဆိုရင်မယုံကြည်သူอ่ะကျမနဲ့ရပြီနောက်ပိုင်းမှာ तू လည်းယုံကြည်သူဖြစ်လာဟုတ်ပါတယ်ဆရာရင်းနေချင်းလက်ခံမယ်ပြောပါတယ်ဟုတ်ပါတယ်ဒါနဲ့ကိုချစ်ခင်ကဖះစကားကိုနားထောင်ရဲ့လားဟာဗျာနားထောင်ပါတယ်အသက်တာကိုပြောင်းလဲပြီလားပြောင်းလဲပါတယ်ဒီလိုပါဆရာဒါကျွန်တော်ရဲ့ဒုတိယဇနီးပါဆရာဟာဟုတ်ပါတယ်ဒုတိယဇနီးဟုတ်ပါတယ်ဆရာပထမဇနီးကတော့မြကြီးနားမှာဆရာကျွန်တော်အဲ့ဘယ်လိုလုပ်မလဲဆရာရဲ့စိတ်တွေလည်းရမ်းလေးနေရင်းနေချင်းလက်ခံနေတယ်ဆရာဖះကိုလည်းယုံကြည်ပါတယ်ဆရာရဲ့ဒီမှာကိုချစ်ခင်ကျမ်းစာထဲမှာဘုရားသခင်ကအာဗြဟံကိုဘာပြောတယ်လဲဆိုလို့ရှိရင်စာရာရဲ့စကားကိုနားထောင်ပါတဲ့သူ့ရဲ့ဒုတိယဇနီးဖြစ်တဲ့ဟာဂရကိုကွာရှင်းခိုင်းတယ်ခုလည်းပဲကိုချစ်ခင်ကဒီဒုတိယဇနီးဖြစ်တဲ့အငယ်နှောင်းကိုကွာရှင်းပြီးတော့သူရတဲ့ရထိုက်တဲ့ပစ္စည်းတွေကိုပေးပြီးတော့ကွာရှင်းလိုက်ပါပြီးရင်မြကြီးနားကိုပြန်ပထမဇနီးနဲ့သားသမီးတွေရှိတဲ့နေရာမှာအတူတူနေပြီးတော့ဘုရားစကားကိုနားထောင်ပါဟာဘလို့လဲလုပ်ချင်ပါလေဆရာရဲ့ကျွန်တော်ရင်တော့အဲ့ဒါကြီးမသိလို့ပါဆရာဆရာပြောတယ်လုပ်ချင်ပါပြန်မယ်လာဘာလဲကွာမင်းရတယ်ပြောတော့ပြန်ခွင့်ပြပါဦးဆရာမင်းတို့အတွက်ဆူတောင်းရမဆူတောင်းနဲ့ဆရာတော့လိုက်ပါဦးမနေကကိုယ်ယူအောင်မင်းရတယ်စိုးပဲရှင်ဘာလို့သူစကားနားထောင်နေရတော့ဒီဆရာလည်းကရှောက်ပြောနေတာဟာအဲ့ဆရာပြောတာလည်းမှန်နေရပဲဆရာဘာမှန်တာတော့ကျမတို့မှချစ်လုံးလို့ယူထားတာကျမတို့ချင်းတက်ခွဲနေတာဒါဟုတ်ကဲ့မင်းရလေအဲ့ဆရာပြောတဲ့အတိုင်းလုပ်ရမှာကောနော်ဘယ်ရတာရှင်ပြောင်းလဲလားဘသူကြောင့်တော့ကျမကြောင့်မလားကောမင်းရလေကျမစကားပဲနားထောင်ဒီဆရာနဲ့ကခုမှတွေ့တာနော်ဒီဆရာနဲ့မဟုတ်လေအတင်းတော်တွေမှာအများကြီးပဲရှိတယ်တခြားအတင်းတော်ပဲသွားမယ်နော်အေးပါကောအဲ့ဆိုလည်းမင်းသဘောပဲဒါကြောင့်ကိုယ်ချစ်တာတော့ကြတာပေါ့မင်္ဂလာပါဆရာမင်္ဂလာပါထွေတော်တို့ပါလားဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဖုန်းရန်ဟုတ်ထိုင်ရောက်ထိုင်ရောက်တို့ဘယ်ရောက်လှည့်လာတာဆရာစီတက်ပဲဆရာအသင်းတော်ပဲဖျားတော့ဒီတက်လာတာဆရာကျွန်တော်တို့ကဲဆိုပါဦးစူတောင်းခံဆရာတွေရှိလို့လေဆရာကျမ်းစာထဲမှာတခင်ရှုကိုယ်တိုင်ပြောထားရှိလေဆရာတောင်းကြတော့တောင်းရလိမ့်မယ်လို့ပြောထားရှိအဲကြောင့်ကျွန်တော်တို့လည်းစူတောင်းဆရာလေးရှိလို့ဆရာအဲ့ဖင်တော်ကဘာတွေများတောင်းကျင်လို့လဲပြောပါဦးဆရာကျွန်တော်ကအခုမတရားဘက်မှာကြက်တွေမွေးတာဆရာကြက်အကောင်1000လောက်ရှိရင်တော့အဲ့ဟိုဘက်ခြံမှာကျွန်တော်ဝက်အကောင်3000လောက်ရှိရဆရာဈေးတွေကလည်းတည့်ရတိုင်းဆရာကျက်စာဈေးတွေကလည်းတက်ဈေးဘိုးတွေကလည်းတက်ဆိုတိတ်အဆင်မပြေဘူးဖြစ်နေကြက်ဥနှုံးကလည်းကြာနေရောလေဆရာကျွန်တော်ကြက်ဥများများဥဖို့ဆရာဆူတောင်းပေးပါဆရာဝက်တွေလည်းဟွာပါနော်အကောင်များများပေါက်ဖို့ပေါ့ဒါနဲ့ဖုန်ရန်အောင်ဘာတွေတောင်းချင်ကျွန်တော်ကတော့ကြောက်တွင်းဆရာကျွန်တော်ကြောက်တွင်းကထွက်တဲ့ကြောက်တွေကဆရာတိတ်10ခန်းလောက်ကတော့သမင်းစားရတော့လောက်အေးစေးပျောက်သွားကျွန်တော်ကြောက်ရေသွေးပြည့်ပြည့်ကြောက်တယ်အများကြီးလိုချင်တယ်ကျွန်တော်အဲ့လိုမျိုးဆူတောင်းခံကြတယ်ဆရာအဲ့လိုတိတ်ထောင်ကြောက်တယ်လဲဆုံးတော့ဆရာတိတ်ထောင်ကြောက်ဒါနဲ့မင်းတို့ဖះတောင်းခိုင်းခဲ့တဲ့အရာတွေရောတောင်းပြီးပြီကြပြီလားဖ
ះတောင်းစီလိုတဲ့အရာတွေကိုတောင်းပြီးကြရလားကွာဆရာတောင်းပါလေဆရာဆရာတို့တက်တာနေမှာတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဖို့တောင်းရမယ်လေဒါရောတောင်းပြီးပြီလားတော့ကျမ်းစာထဲမှာတိမောသေဩဝါဒစာပထမဆုံးခန်းကြီး6ငယ်8မှာစားရန်ဝိရန်ရှိသည်များနဲ့ရောင်ရဲရမယ်လို့ဘုရားကပြောထားတယ်လေနောက်ပြီးတတလောဒီဩဝါဒစာပထမဆုံးအခန်းကြီး3ငယ်10မှာယုံကြည်ခြင်းမှာလိုသေးသည်များစုံလင်စေဖို့တောင်းရမယ်တဲ့ယုံကြည်ခြင်းမှာတကိုးပါဖို့ဒါတွေကိုတောင်းရမယ်တဲ့ဒါတွေမလို့တောင်းပြီးကြရည်တောင်းမလို့ပါဆရာကျွန်တော်ကလည်းဟိုကြက်ချန်နေတဲ့အလုပ်ရှုံနေလို့ဆရာမတောင်းပြဘူးဖြစ်နေတာနောက်ပြီးရှင်ယာကုတ်ဩဝါဒစာအခန်းကြီး4ငယ်1မှာလဲဆုတောင်းရင်လေကာမဂုဏ်ခံစားစရာကိုရှိစေခြင်းကအလွဲတောင်းသောကြောင့်မရကြဘုရားခင်ကပြောထားတယ်ဒါကြောင့်မလို့တက်တာမှာဖះအလိုတော်နဲ့ညီရဲ့စုတွေကိုတောင်းရမယ်ဘလို့လဲမင်းတို့တောင်းပါမယ်ဆရာကျွန်တော်တို့ဆရာပဲတောင်းပေးလိုက်ပါဆရာဟေးမင်းတို့စဉ်းစားရှိတယ်ဆိုတော့ဆရာဆူတောင်းပေးမယ်ဟာခဏဆူတောင်းမယ်နော်ဟုတ်ဖះရှင်ဒီနေ့ဤသားဖုံရန်နဲ့ထွင်းတော်ကိုကိုရောရှင်ဖះလမ်းပြပို့ဆောင်တဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဤသားနှစ်ယောက်ရဲ့တက်တာကိုကိုရောကောင်းကြီးပေးပါတက်တာမှာထူးသဖြင့်စာရန်ဝတ်ရန်ရှိသည်များနဲ့ရောင်ရဲပြီးအလိုတော်နဲ့ညီအသက်ရှင်နိုင်ဖို့ရန်ကိုရောမဆပါပို့ဆောင်ပါရှစ်ဆက်တက်တာမှာဤသားနှစ်ယောက်အားဖြင့်ကိုရောဘုံကိုထင်ရှားစေပါကျေးဇူးတော်ကိုချီးမွမ်း၍အသက်ရှင်တော်မူသောသခင်ယေရှုနာမ၌ဤစုကိုတောင်းလျှောက်ပါသည်ဖဖျားရှင်အာမင်ဖျားရှင်ကောင်းကြီးပေးပါစေကွာဟုတ်ကဲ့ပါဆရာဘုံရမ်းလည်းကောင်းကြီးပေးပါဟုတ်ကဲ့ပါဆရာကောင်းပါမယ်ဆရာကောင်းပါပြီကွာဖြည်းဖြည်းကွာမိုက်သေးပါကွာဟုတ်သေးပါကွာဖုံရဆရာဘာလို့စုတောင်းပေးလိုက်လဲမသိဘူးဖြစ်အေးကွာဆရာလည်းငါတို့ကအောင်မြင်နေတာကွာကြီးပွားနေတာတဲ့မလားဟာကျုပ်တွေများများဥဖို့ငါဝက်တွေအကောင်များများပွားလာဖို့တောက်စုတောင်းခိုင်းတာဆရာအခုကြက်လည်းမပေါဝက်လည်းမပေါဟုတ်တယ်ငါလည်းစောင်းနော်နည်းနည်းငါမအောင်မြင်လို့မရဘူးဟုတ်တယ်မလားငါလည်းထွက်ချင်တာကွာကြောက်တယ်အေးလေဟုတ်စဉ်းစားအဲ့ဘေးတဖူးကျဲတဲ့လူတွေကပဲညံကောင်းတယ်မင်းနည်းနည်းအဲ့ဒါကြောင့်ပဲကြောက်လုံးပဲဖြစ်နေတယ်ကွာဟုတ်အေးလေအေးငါတို့အခုငါသတင်းကြားတယ်ကွာတခုအေးပြောအရနာမည်ကြီးနေတာဆရာတယောက်ဘာလဲမေကန်ကပြန်လာဆိုလားပဲဟုတ်အေးဆရာရန်နာမည်ကြီးနေအေးနိုင်ငံခြားပြန်ဆရာကြီးအဲ့ဆရာကြီးစူတောင်းပေးခိုင်းလို့ရှင်မစိုးဘူးစူတောင်းပြည့်တယ်ဗောဟာကြိုက်ပြီအဲ့ဒါဆိုရင်သွားမယ်လေမေငါ့ကိုဥဆောင်ပြီးခေါ်သွားလိုက်တော့နော်သွားကြမယ်လေအဲ့ဒါသွားကိုဟေးမူသေးအင်္ဂလိပ်အသင်းတော်နောက်တစ်ခုတွေ့ပြီလားတွေ့ပြီဒေါက်တာလိပ်ဘူးတဲ့နာမည်ကဟဲ့လားဟုတ်တယ်အဲ့တော့မယ်လေဒီခုနကြားလိုက်တယ်ပါမူတစ်ဟာဘာကြီးတော့ကောင်မင်းတို့ကလည်းမူတစ်တယ်ရောမူဟောင်းနေရောမသိဘူးလေအသင်းတော်ပဲနော်တော့ဝင်ကြတော့ကောဖျားကြောင်းနေဒေါက်တာလိပ်ဘူးလားရှင်ဟာအေးဟုတ်တယ်မင်းနာမည်ငယ်နောက်မှာဟောငယ်နောက်မင်းခင်မကိုချစ်ခင်ဟုတ်ပါတယ်ကျွန်တော်လည်းကိုချစ်ခင်ထိုင်မှာဆရာဘာကြည့်နေရတော့ဆရာကိုရီးယားကကြည့်နေတာတားနာမည်ကြည့်တာလေကိုရီးယားကဆို
ကျမလည်းရမ်းကြိုက်တယ်ကိုရီးယားကားဆိုအေးကျုံတော့ကြည့်သွားလေအဖိုးမင်းကငါလောင်နေပြီးတော့ချောတယ်ဟာနေဟေ့ရနေလိုင်းကိစ္စတော့မေ့နေအေးပြောပါအောင်လိုင်းကိစ္စလေးပြောလိုက်ဆရာတင်တော့မှာ300ပါဝင်ခြင်းလို့လာခဲ့တာပါဟာကျေးဇူးတော်ပဲကွာကောင်းတာပေါ့ဆရာနည်းနည်းတော့များတယ်ကျေးဇူးတင်ပါတယ်ကွာ300ဟုတ်ပြီနေကျန်နေရဆရာထုတ်ကအေးအဲ့ဆရာကျမတို့ဆူတောင်းပေးပါအောင်ဆရာဆူတောင်းပေးရမှာပေါ့ဘယ်လိုဆူတောင်းပေးရမလဲအိမ်အောင်တင်မြဲဖို့ပေါ့ဆရာဖျားသခင်ကောင်းကြီးပေးဖို့နော်ညစလုံးဖျားသခင်ကောင်းကြီးပေးဖို့ဆရာဟုတ်ပြီကိုချစ်ခင်ကိုကြည်ရတာတမျိုးပဲဒါနောက်တစ်ယောက်လားဟာဆရာလေးဟုတ်တယ်ဗောဆရာရဲ့ဒါကျွန်တော်ဒုတိယဇနီးဟုတ်လားပထမဇနီးကတော့မြကြီးနားမှာပို့ထားလိုက်တာဆရာခမရကိုဖျားကောင်းကြီးပေးတာပဲအဲ့ဒါဆရာဟုတ်ပါလားဆရာမြင်ကြရပဲဘလို့သိရလဲသိနေတယ်လေအဲ့ဆိုဆူတောင်းမိမယ်လေနော်ဆူတောင်းမိပါဆရာအိုးဖာဖျားရှင်ကိုရောကိုကျေးဇူးတင်ပါ၏ဒီဇနီးမောင်နှံနှစ်ယောက်ကိုကိုရောရှင်ဖျားရဲ့အိမ်တော်တို့ပို့ဆောင်ပေးတဲ့ကြောင့်ကျေးဇူးတင်ပါ၏ကိုရောဒီဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်တော်ရေးတည်မြဲစေပါယေရှုဖျား၏နာမ၌ဆုတောင်းပါသည်ဖာဖျားရှင်အာမင်โอเคဖျားရှင်ကောင်းချီးပေးလိုက်ပြီကောင်းကင်ပြီပါဟုတ်ပြီကောင်းလိုက်ပါမယ်ဆရာခဏနေဦးကိုချစ်ခင်ကစီဝိုင်းဓမ္မဆိုတော့နယ်တွေပါခီးထွက်တယ်ထင်တယ်ဟာတော့တော့ဗောဆရာရဲ့အဲ့ကြတော့ငင်တော့ကအဆောင်မထားခဲ့တာအဆောင်မနေခဲ့ရတာပေါ့ဟုတ်တယ်အဆောင်ဆိုတာစိတ်မချဘူးဟုတ်တယ်ဆရာဖြားတော့အခန်းတွေအများကြီးပဲနော်အဆောင်တွေအများကြီးပဲဟုတ်လားအဆောင်မနေတဲ့တော့ကကိုချစ်ခင်ခီးတော့တဲ့ခိုင်ငင်တော့ဖြားချောင်းမှာလာနေဘာမှအားနာစရာမလိုဘူးနော်လုံးဝအားမနာနဲ့အခန်းတွေလည်းအများကြီးရှိတယ်လာနေပါမယ်အေးလာနေစိတ်ချတာဗောဆရာရဲ့စိတ်ချလိုက်စိတ်ချလိုက်ခီးသွားရင်ငင်တော့လာပို့ထားလိုက်မယ်လေဟုတ်ပြီအားမနာနဲ့တော့လာပို့လေငင်တော့လာနေလဲနော်ကဲကိုစိတ်ချရမယ်နော်စိတ်ချပါကိုချစ်ခင်လည်းဆရာနဲ့တွေ့တာအကုန်လုံးအဆင်ပြေရနော်အားလုံးအဆင်ပြေသွားစီရမယ်ကျေးဇူးပါဆရာဟုတ်ကဲ့တော့လိုက်ပါမယ်ဟုတ်ပြီကိုချစ်ခင်ဖြစ်ဖြစ်နော်မနေ့ကလက်ကျန်လေးယူခဲ့စမ်းပါဦးဟိုင်းဟာမင်းလည်းကွာဘာမှပါမလာဘူးလားငါတိုင်းဘယ်လိုလုပ်လို့ရမှာလဲကွာမင်းလည်းတော့ရရှိရပြောင်းသေးဘူးလားတကယ်ကြီးဒီနားမှာရောက်တော့ကောင်းနေရှင်းကြဝဲကောင်းနေအောင်မြင်ဖို့လိုတော့ပဲစူတောင်းဝါရအောင်ရှင်းနားမှာဟာကိုကြီး go မန်ယူကွာမန်ယူကိုကြီးဟာရင်းလေကျေးဇူးတင်ကွာကျေးဇူးပဲဟာတောင်းတကြောင်ရှိရတယ်ကျေးဇူးတင်တယ်လုံးဝခိုးသွားပြီအောင်ပြီမူသစ်အေးဝေကြီးလေးတဲတော့အသစ်ဆိုရင်ဘာဖြစ်အားလုံးကောင်းတယ်အခုခေတ်က update ဖြစ်နေပါကောင်းအေး update ဖြစ်နေပါဝယ်ကြည့်အောင်လားဆရာဆူတောင်းပြည့်တယ်ဆိုတော့တေချာတော့ပြောမှရအောင်ဆူတောင်းချက်တယ်နော်ဟာ share ကွာပွဲရတကယ်ဒါဆရာလေးဘူးရဲ့တင်းတော်လားမသိဘူးဟာအေးဒေါက်တာလေးဘူးပါမင်းရဲ့လေဩဒေါက်တာလေးဘူးဟုတ် sorry ကြံခဲ့တယ်ကျွန်တော်ဖုန်းရမှာခင်ဗျာဖုန်းရအေးဟုတ်ဒါကျွန်တော်တကယ်ချင်းထွဲတော့ပါခင်ဗျာထွဲတော့ပါဆရာထိုင်ပါဟုတ်ဆရာစူတောင်းပေးစူတောင်းပြည့်လို့နာမည်ကြီးလို့ဆရာကျွန်တော်တို့ကအေးဆရာနိုင်ငံသားလည်းပြန်လာနော်ဆရာဟုတ်တယ်ဟုတ်ဘောလုံးကြည့်နေတော့ကောင်းတယ်ဆရာဘာဘယ်လိုပြီးွားလဲဆရာသူစီးတယ်ကွာလုံးဝဟာပွဲပြီးလိုက်လားပွဲပြီးတော့သူစီးထိုးလိုက်တယ်မလားတပွဲတဲ့ကွာကောင်းတယ်ငါလောင်းထားတာရသွားပြီလောက်အောင်မင်း line ကိစ္စလေးပြောဟုတ်တယ်ဆရာကျွန်တော်ပြောချင်နေဆရာကျွန်တော်ကကြက်မွေးထားတာဆရာအေးကြက်တရားဆရာအခုလောဦးကဦးနှောင်းကမကောင်းဖြစ်နေရတာဆရာဆိုတော့ဦးနှောင်းကြနေတော့ဦးမြမြဦးဖို့လိုရယ်နော်အခုက
ကျမတွေကလည်းတနေ့ကိုတစ်လုံးပဲဥနေဆရာရဲ့တကယ်နဲ့တနေ့ကိုကျမတကောင်3လုံးလောက်ဥနေတွက်ချကြိုက်တယ်လေဆရာကိုကကျန်ကတုတ်ခွေးတွေပြီးသွားတဲ့ခါကျတော့လူတွေကကြက်သားစားလာဝက်သားစားလာဆိုတော့ကျွန်တော်ကဈေးကွက်လိုအပ်ချက်ကိုကျွန်တော်ဖြည့်ဆည်းပေးနိုင်မှုအတွက်ဆရာလိုအပ်တယ်တဲ့ဆိုတော့ဒီဆရာအဲ့တော့ကျွန်တော်ဥနှုံးများများကျက်ဥနှုံးတွေတက်လာအောင်ကျက်ဥတွေများများဥဖို့ရယ်ဝက်အကောင်များများပွားဖို့ရယ်ဆရာကျွန်တော်ဆူတောင်းပေးတယ်အေးဟုတ်ပြီခရဟိုကျွန်တော်ကြက်ချန်ဆောင်းတဲ့ခွေးတွေလည်းကျမ်းပါဖို့လို့သေးတယ်ဆရာအဲ့ဒါလည်းဆူတောင်းပေးဟုတ်အေးဟုတ်ပါပြီဟုတ်လားပြောပါကျမ်းပါကြီးဆိုမှမင်းရောက်ခမကြီးနေမကောင်းဆိုဆရာခဏကျွန်တော်အမွေတွေများများရဖို့မြန်ရဖို့ဆရာဆူတောင်းပေးပါဗျာဟုတ်ပါပြီကဲဟုတ်ခဏဆရာဘူးမှမပြောနဲ့တော့အေးကျွန်တော်ရောက်ခမကြီးကအခုဆေးရုံမှာအသေးအံဖြစ်နေတာဆရာဟုတ်လားဆရာကျွန်တော်ဆူတောင်းပေးမှရပါလားမင်းအမွေတွေမြန်ရကျင်တယ်ဆိုတဲ့ဘောပေါ့ဟုတ်ပါပြီဆရာသူရောက်ခမကောင်းကင်ပေါ်မြန်ပို့ပေးလိုက်ပါဆရာအပေါ်ရောက်ဖို့အတွက်များဆူတောင်းမှရမှာဟုတ်လားပါကျွန်တော်ကဆရာကြောက်တထေးကြောက်လောပန်းပါဆရာဟုတ်ပြီအဲ့ဒါအခုကျွန်တော်ကြောက်ကတွင်းရထွက်တဲ့ကြောက်တွေကအရေးသွေးရညံ့နေတာကျွန်တော်တလုံးကို3000လောက်တန်တယ်ပေါ့ကြောက်ပြီပေါ့အဲ့လိုမျိုးအနည်းဆုံးပေါ့တပတ်တစ်လုံးလောက်ဆိုရင်တော့ရပါရဲ့အဲ့လောက်ပဲအဲ့လောက်တော့ပါရဲ့အဲ့လောက်တပတ်တစ်လုံးလောက်ဟုတ်တယ်ဆရာမင်းတို့ဆူတောင်းပေးရတော့ဟုတ်ပြီနော်မင်းတို့10ဖို့2ဖို့ထည့်နိုင်ပါလားရ10ဖို့2ဖို့ပဲကြားဘူးတယ်နော်ဆရာ10ဖို့2ဖို့ဖျားခင်တောင်းတာတော့10ဖို့2ဖို့ပေါ့ကွာတစ်ဖို့ကငါ့အတွက်လေကွာအကျိုးဆောင်ကလေမင်းတို့ကလေဩဒီလိုဖြစ်ပါတယ်ဆရာအဲ့လောက်စင်ပြမလားပြည့်တယ်အဲ့ဆိုငါမင်းတို့လည်းဆူတောင်းပေးမယ်နေဦးကွာမဆလောက်ရမှာဆိုရင်တော့နော်တောင်းခံနေပါဆူတောင်းဖျားခင်ပြောထားတယ်ဆူတောင်းရင်